အရာလုံးဒီဘကိုပြည့်ပြည့်စုံအောင် AI ကလုပ်နေနိုင်တဲ့ခေတ်မှာကျွန်တော်တို့ရဲ့တမိုးရှိဆုံးအရာကဘာမှဖြစ်မလဲအဖြေကတော့ကျွန်တော်တို့ရဲ့မပြည့်စုံခြင်းလို့ခေါ်တဲ့ imperfection ဖြစ်ပါတယ်လူတိုင်းကပုံမြန်ဖို့ပိုပြီးပြည့်စုံဖို့အမှားကင်းဖို့ဟလာဒါတွေအတွက် AI ကိုအများကြီးအသုံးချလာကြတယ်မကြခင်မှာဒီလို AI ကလုပ်ပေးနိုင်တဲ့အမှားကင်းတဲ့စာသားတွေဟလာပုံရင်းရောင်လှလှလေးတွေကလေတွေရေတွေလိုပဲအလကားနီးပါပေါ်များလုံးတဲ့အရာတွေဖြစ်လာပါလိမ့်မယ်ဘာနဲ့တူစလဲဆိုတော့စက်ရုံကထွက်တဲ့ပလတ်စတစ်ပကံများတွေလို့ပေါ့ဗျာဆိုတော့ဒီလိုအချိန်တွေရောက်လာရင်လူသားတွေအတွက်တမိုးအကြီးဆုံးကဘာဖြစ်မလဲလူသားတွေကိုယ်တိုင်ဖန်တီးထားတဲ့စစ်မှန်တဲ့အနှဲငယ်ရွယ်စောင်းနေတဲ့အရာတွေပေါ့နော်ဥပမာမြေအိုးလိုတဘာဝကြကြအရာတွေပဲဖြစ်ပါလိမ့်မယ်နောက်တစ်ခုကပေါ့နော်ဟလာနာကျင်မှုတွေဟလာကြာရှုံးမှုတွေနဲ့တိဆောက်ထားတဲ့မိတ်ဆွေရဲ့ပတ်သက်မှုတမိုင်းကြောင်း real story တွေကတော့ AI တွေဘယ်တော့မှအစားထိုးလို့မရတဲ့အရာတွေဖြစ်လာပါလိမ့်မယ်စီးပွားရေးလုပ်ငန်းတစ်ခုတည်ဆောက်တဲ့အခါစနစ်တွေ automation တွေဆိုတာမိတ်ဆွေရဲ့လုပ်ငန်းကိုအချိန်ကုန်တက်တာစေမယ်ကရိယာတစ်ခုတက်ပဲဖြစ်ပါတယ်မိတ်ဆွေရဲ့တကယ်စစ်မှန်မှုဆိုတာကတော့ဖောက်တယ်တွေပေါ်မှာထားရှိတဲ့မိတ်ဆွေရဲ့စာနာနားလည်မှုအကျက်တွဲတွေကြားမှာမိတ်ဆွေရေးချလိုက်တဲ့ကျင့်ဝတ်တွေပဲဖြစ်ပါတယ် AI ကလူတယောက်လိုအလုံးလုံးနိုင်ပေမဲ့ဟလာခံစားချက်မရှိတဲ့အတွက်ဖောက်တယ်တွေရဲ့တကယ်နာကျင်မှုလိုအပ်တာတွေစိတ်ခံစားချက်တွေကိုတော့နက်နက်ရှိုင်းရှိုင်းနားလည်ပေးနိုင်စွမ်းရှိမှာမဟုတ်ပါဘူးဆိုတော့အဲ့ဒီလူသားဆန်မှုတွေကပဲမိတ်ဆွေရဲ့တိုင်ပယ်ကင်းတဲ့အတားချက်ဖြစ်နေပါလိမ့်မယ်ဆိုတော့မိတ်ဆွေရဲ့လုပ်ငန်းမှာစနစ်တွေဘယ်လောက်ပဲကောင်းလာပါစေဤပညာတွေဘယ်တော့မှအစားထိုးလို့မရနိုင်တဲ့မိတ်ဆွေရဲ့ကိုယ်ပိုင်အမှတ်သားကဘာမှဖြစ်မလဲ